ဘုရားရှင်ကိုရောမြတ်ကြီးကသာနာထာဘိက္ခဝေဝိဟရထမအာနာထာလို့ဟောတော်မူပါတယ်အတိပ္ပယ်ကတော့အာကိုစရာဝိပဿနာတရားလက်ကင်ထား၍သွားကြလာကြနေထိုင်ကြအာကိုရတရားမဲ့မနေလိုက်ကြပါနဲ့လို့ဆိုလိုပါတယ်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အဲ့ဒီမိန့်မှာတော်မူချက်အရာဖြင့်ကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးကလည်းအမြဲထာဝရတက္ကဒကမတို့ကိုတဖွာဖွာနဲ့တတိပေးနေတယ်မဟုတ်လားဒီအဲ့ဒီတတိပေးချက်အတိုင်းပဲဘုန်းကြီးကလည်းကိုစီကိုငါမပေါ်လိုက်ကြပါနဲ့လို့ထပ်မံနှိုးဆော်ပါတယ်ဘုန်းကြီးတို့အခုလိုစုစုယုံယုံနဲ့အခုလိုတရားဓမ္မယုံကြီးတဲ့မဲ့ရောက်ပြီးတော့လာကြတာဟာဘာလူချင်းလို့လဲလို့ဒီလိုများမေးမယ်ဆိုရင်ဒုက္ခခတ်သိမ်းအပူငြိမ်းတဲ့နိဗ္ဗာန်ကိုလူချင်းလို့ဒုက္ခခတ်သိမ်းအပူသိမ်းတဲ့နိဗ္ဗာန်ကိုဟုတ်တယ်လူချင်းလို့အဲ့လိုဆိုရင်ဒုက္ခခတ်သိမ်းအပူငြိမ်းတဲ့နိဗ္ဗာန်လူချင်းတဲ့ဆိုရင်သူ့ဆိုင်ရာလုပ်ငန်းလုပ်ရမှာပေါ့သူ့ဆိုင်ရာလုပ်ငန်းကတော့ဖြင့်ဘာဝနာအလုပ်လုပ်ရမှာပဲဘာကိုလုပ်ရမလဲဘာဝနာအလုပ်လုပ်ရမယ်တပည့်တော်တို့ဘုရားဒါနတွေလုပ်ထားတာစုံရောတပည့်တော်တို့ဒီလောက်နဲ့မရသေးဘူးလားဘုရားဟိုဒါနဆိုတာကတော့ဖြင့်ဘဝတန်တရားမှာစိစိမ်ဥစ္စာတွေမောက်မောက်ဖြိုးဖြိုးအကျိုးပေးမှုဆိုတဲ့ဥစ္စာကို तू ကတာဝန်ယူတာမဟုတ်လားဟုတ်တယ်လေအဲ့ဒီလိုတာဝန်ယူတဲ့ဥစ္စာတပည့်တော်တို့သီလတွေလည်းစောင့်တည်ထားပါသေးတယ်ဘုရားဒါတွေနဲ့ကောမပြီးသေးဘူးလားဆိုတော့သီလဆိုတာကလည်းပဲဟိုတုကတိဘဝတွေရအောင်ရုပ်ရည်လေးတွေလှလှပပဖြစ်အောင်တန်တန်ပြတ်ပြတ်ဖြစ်အောင်ဒီလိုသာ तू ကတာဝန်ယူတာမဟုတ်လားတာဝန်ယူတာသူ့တာဝန်သူယူတာမဟုတ်လားဟောဘာဝနာဆိုတဲ့အလုတ်ကသာလျှင်ဒုက္ခခတ်သိအပူငြိမ်းတဲ့နိဗ္ဗာန်ကိုရအောင်လုပ်ပေးတာမဟုတ်လားဒီတော့အလုတ်ကဘယ်နှလုတ်ပါလိမ့်မယ်သုံးလုံးဒါနသီလဘာဝနာဒီလိုသုံးလုံးရှိပါတယ်အလုတ်သုံးလုံးရှိတဲ့အ내နိဗ္ဗာန်ကိုလိုချင်တယ်ဆိုရင်ဘာဝနာအလုတ်လုပ်ရမှာဘာဝနာအလုတ်လုပ်ရမယ်ဥစ္စာဒီလိုဆိုရင်ဒါနတို့သီလတို့ကမရတော့ဘူးလားဖေအလကားဖြစ်ကုန်ရောလားအလကားတော့မဖြစ်ပါဘူးသူတို့တွေကအထောက်အကူတော့ပေးပါတယ်ဟိုဘုန်းကြီးတို့အခုလိုဘာဝနာအလုတ်လုပ်ငန်းမှာအထောက်အကူတော့လဲသူတို့တွေကပေးပါတယ်ပေးပါတယ်ဘာဖြစ်လို့လဲလို့ဆိုတော့အခုကိုပဲတရားစခန်းအခုလိုရောက်လာကြတဲ့တရားဓမ္မတွေဟာနောက်ကျောင်းကစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ဝတ်ဖို့ဒီလိုလုံလုံလောက်ရှိလို့ဒီရောက်လာကြတာမဟုတ်လားအဲ့ဒီလိုဒီလုံလောက်အောင်တာဝန်ဆောင်တာကဒါနမဟုတ်လားဒီတော့ဒီလုပ်ငန်းကိုသူကအခုအညီနေတော့လည်းမပေးပြီဘူးလားပေးပါတယ်အလကားမဟုတ်ပါဘူးဒါနလည်းပဲလုပ်ရမှာပေါ့သီလကိုအလကားဖြစ်ရောလားဗျာဟောမဖြစ်ဘူးသီလကလည်းပဲကောင်းတဲ့သူကတိဘဝတွေရအောင်အမျိုးမြင့်မြတ်မြတ်ဖြစ်အောင်ရုပ်ရည်လေးတွေတန်တန်ပြတ်ပြတ်ဖြစ်အောင်ဆိုတာသီလကစွမ်းဆောင်တာမဟုတ်လားသီလကစွမ်းဆောင်တာအခုလိုတရားစခန်းဘွယ်ရောက်လာတဲ့တရားအားထုတ်ခြင်းတဲ့ဆိုတဲ့ဥစ္စာဟာကောင်းတဲ့သူကတိဘဝအခုလိုလူဘဝရရှိပြီးတော့နေလို့ဒီအလုပ်လုပ်ခြင်းစိတ်ပေါ်တာမဟုတ်လားမကောင်းတဲ့ဒုက္ခတိများမဆိုးစကောင်းရောက်နေလို့ရှိရင်ဒီလိုအလုပ်လုပ်ခြင်းစိတ်ပေါ်ပါမလားမပေါ်နိုင်ပါဘူးဒီတော့ဒီအလုပ်လုပ်ခြင်းစိတ်ပေါ်အောင်ဆိုတဲ့ဥစ္စာဒီလိုကောင်းတဲ့သူကတိဘဝရစေတာမဟုတ်လားကောင်းတဲ့သူကတိဘဝရစေတဲ့ဆိုတာဘသူတာဝန်ဘသူကလုပ်တာတော့သီလကလုပ်တာဒီတော့သီလကဒီနည်းအားဖြင့်အကူအညီမပေးပေဘူးလားဟုတ်ပါတယ်ဒီတော့သီလလည်းအလကားမဟုတ်ပါဘူးသီလလည်းစောင့်တည်ရမှာပေါ့အဲ့ဒါလိုဒီရှစ်ဘက်ကအခြေခံနေပြည်စုံတော့အခုနောက်ဆုံးမှာဘာဝနာဆိုတဲ့အလုပ်ကိုလုပ်နိုင်ခွင့်ရလာတာမဟုတ်လားဒါနသီလဘာဝနာဒီသုံးမျိုးရှိတဲ့အ내ဒါနကစိစဉ်ဥစ္စာတွေမောက်မောက်ဖြိုးဖြိုးအကျိုးပေးစေတာလေသီလကြတော့ကောင်းတဲ့သူကတိဘဝရအောင်သူလုပ်ပေးတယ်မဟုတ်လားဘာဝနာကြတော့ဒုက္ခခတ်သိမ်းအပူငြိမ်းတဲ့နိဗ္ဗာန်ကိုရအောင်သူလုပ်ပေးတာကိုယ်တာဝန်လေးတွေနဲ့ကိုယ်မဟုတ်လားဒီတော့ဘုန်းကြီးတို့တရားဓမ္မတွေကဒီရောက်လာတယ်ဆိုတာဟာဒါနလုပ်ပုံလုပ်နည်းမသိလို့သိကျင်လို့မဟုတ်ပါဘူးသီလလုပ်ပုံလုပ်နည်းမသိလို့သိကျင်လို့ဒီလိုလာတာမဟုတ်ပါဘူးဘာဝနာလုပ်ပုံလုပ်နည်းကိုသိကျင်လို့လာတာမဟုတ်လားဒီလိုဆိုရင်ဒီကနေ့ဘုန်းကြီးတို့တွေဘာဝနာလုပ်ပုံလုပ်နည်းပြောရမှာပေါ့နော်
ဒီတော့ဆရာတော်ဘုရားကြီးကပြောတယ်မင်းတို့စီကွယ်ဘာဝနာအလုပ်လုပ်ခြင်းလို့ရောက်လာတယ်ဆိုတဲ့ပုံကိုယ်တွေကိုတန်းပြီးတော့တရားအလုပ်မခိုင်းလိုက်ပါနဲ့အောင်ရှေ့ဘက်ကတိတင်တိတိုက်ထားကလေးတွေပြောပြပေးကြပါအောင်ဒီလိုဆရာတော်ဘုရားကြီးကမှားကြတယ်အေးတိတင်တိတိုက်တဲ့ဥစ္စာဆိုတာတခြားမဟုတ်ပါဘူးဝိပဿနာအလုပ်လုပ်တယ်ဆိုတာရှေ့ဘက်ကအနှောက်အယှက်အဟံတာဖြစ်တဲ့တရားတွေကိုဖယ်ရှားပစ်ပါအောင်လို့ပြောတာရှေ့ဘက်ကအနှောက်အယှက်အဟံတာဆိုတာဘယ်သူများလဲဆိုရင်ဒိဋ္ဌိနဲ့ဝိသိကိစ္စဒိဋ္ဌိနဲ့ဟုတ်တယ်ဒီသဘောတရားတွေဟာအနှောက်အယှက်အဟံအတာတွေပဲသူတို့တွေကိုအတိညာဏ်နဲ့ဖယ်ရှားပစ်လိုက်ပါအောင်ဘယ်လိုတဲ့တော့အတိညာဏ်နဲ့ဖယ်ရှားလိုက်ပါအောင်ဆိုတာစာလို့ပြောရင်တော့ညာတပရိညာပါတယ်တော့ဟုတ်တယ်ညာတပရိညာသဘောအတိညာသဘောနဲ့ဖယ်ရှားပေးလိုက်ပါအောင်ဘာတွေကိုတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စဟုတ်တယ်အဲ့ဒါဒီဖယ်ရှားပြီးမှဝိပဿနာအလုပ်လုပ်ပါစီဒီလိုမိတ်တာဟုတ်တယ်အဲ့ဒါလိုပါအဲ့ဒါလိုအတိညာနဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စဖယ်ရှားဖို့ဆိုတော့ဒီဒိဋ္ဌိဆိုတဲ့သဘောတရားတွေဟာဘယ်မှာကတ်တာလဲလို့ဆက်များမေးလို့ရှိရင်ခန္ဓာမှာကတ်တာဘယ်မှာကတ်ဟုတ်တယ်ခန္ဓာမှာကတ်တဲ့နေရာတိမှလည်းပါလို့ရမှာမဟုတ်လားအဲ့လိုဆိုရင်ခန္ဓာအကြောင်းသိအောင်လုပ်ရအောင်မှာပေါ့ခန္ဓာအကြောင်းကိုသိအောင်လုပ်ရအောင်မှာဒီခန္ဓာအကြောင်းကိုပြောတဲ့နေရာမှာတော့ဖြင့်ဟောပဋိစ္စသမုပ္ပါသဘောတွေနားလည်မှပိုကောင်းတာပဋိစ္စသမုပ္ပါဆိုတဲ့ဥစ္စာဒီသဘောတရားတွေနားလည်ပြီဆိုရင်ခန္ဓာအကြောင်းပြောလို့ကောင်းတာပေါ့ဒီလိုဆိုရင်ပဋိစ္စသမုပ္ပါအကြောင်းကိုအရင်စရမှာပေါ့ဟုတ်ပါတယ်ပဋိစ္စသမုပ္ပါဆိုတဲ့ဥစ္စာကစာပဋိစ္စသမုပ္ပါခန္ဓာပဋိစ္စသမုပ္ပါလို့နှစ်မျိုးရှိပါတယ်အဲ့ဒီမှာလူကျင်တာကတော့ဖြင့်ခန္ဓာပဋိစ္စသမုပ္ပါပါပဲနှုတ်ပေမဲ့လို့ခန္ဓာပဋိစ္စသမုပ္ပါတန်းသွားလို့မရသေးဘူးရှေ့ဘက်ကစာပဋိစ္စသမုပ္ပါအခြေခံရတာဘာပဋိစ္စသမုပ္ပါဒီစာပဋိစ္စသမုပ္ပါအခြေခံပြီးမှခန္ဓာပဋိစ္စသမုပ္ပါသွားလို့ကောင်းတာနော်ဒီလိုဆိုရင်သွားမယ်ဒီလိုဆိုရင်စာပဋိစ္စသမုပ္ပါကိုစရအောင်မှာပေါ့နော်ဟုတ်ပြီစာပဋိစ္စသမုပ္ပါစကြစို့ဆိုတော့ဘုန်းကြီးဘေးနားမှာပိတ်ဖြူကကြကြီးတစ်ချက်ထောင်းတယ်လို့အောင်းမိလိုက်ပါဘေးနားမှာပိတ်ဖြူကကြကြီးတစ်ချက်ထောင်းထားတယ်လို့အားလုံးအောင်းမိလိုက်ကြနော်အဲ့ဒီပိတ်ဖြူကကြကြီးပေါ်မှာယောဂီတို့ကိုယ်တိုင်ဟောဆက်ဝိုင်းကြီးတစ်ခုအကြီးကြီးဝိုင်းလိုက်ကြစမ်းပါဝိုင်းပြီးပြီလားဟိုယောဂီတို့ကိုယ်တိုင်ဆက်ဝိုင်းကြီးတစ်ခုပိတ်ဖြူကကြကြီးပေါ်ဝိုင်းပြီးပြီလားဝိုင်းလိုက်ကြစမ်းပါဝိုင်းပြီးပြီဆိုရင်ဆက်ဝိုင်းကြီးရဲ့အပေါ်အလဲကောင်တဲ့တဲ့ကနေပြီးတော့အောက်ကိုပေါက်သွားအောင်မြင်းတစ်ကြောင်ဆွဲချလိုက်ပါဆွဲပြီးပြီလားအေးဆွဲပြီးပြီဆိုလို့ရှိရင်ယောဂီတို့ဘက်ကနေကြည့်ရင်ဆက်ဝိုင်းကြီးရဲ့လက်ဝဲဘက်နေတာပေါ့နော်လက်ဝဲဘက်အလဲကောင်တဲ့တဲ့ကနေပြီးတော့လက်ရဘက်ကိုပေါက်ပြီးတော့သွားအောင်မြင်းတစ်ကြောင်ထပ်ပြီးကန့်လန့်ဖြတ်ဆွဲလိုက်ပါဦးဆွဲပြီးကြလားဆက်ဝိုင်းကြီးတစ်ခုကိုအခုလိုမြင်းနှချောင်းကန့်လန့်ဖြတ်ပြီးတော့ဆွဲလိုက်တယ်ဆိုတော့အကွက်ကြီးဘယ်နှကွက်ပေါ်လာလဲ၄ကွက်ပေါ်လာပါတယ်လက်ရဘက်ကအထက်ပိုင်းအကွက်ကိုနံပါတ်1လို့ထိုးလိုက်ပါလက်ရဘက်ကတရားဓမ္မတို့ဘက်ကနေကြည့်ရင်လက်ရဘက်ကအထက်ပိုင်းအကွက်တွေ့တယ်နော်အဲ့ဒီအကွက်ကိုနံပါတ်ဘယ်လိုတော့1တဲ့နံပါတ်1လို့ထိုးလိုက်ပါလက်ရဘက်ကအောက်ပိုင်းအကွက်ကိုကြတော့နံပါတ်2လို့ထိုးလက်ဝဲဘက်ကအောက်ပိုင်းအကွက်ကိုနံပါတ်3လို့ထိုးလက်ဝဲဘက်ကအထက်ပိုင်းအကွက်ကိုနံပါတ်4လို့ဆိုတော့1ကွက်2ကွက်3ကွက်4ကွက်အကွက်ပဲ2ကွက်ပေါ်လာအကွက်ကြီး4ကွက်ပေါ်လာပြီးအဲ့ဒီအကွက်ကြီး4ကွက်ထဲမှာဆိုင်ရာပဋိစ္စသမုပ္ပါအင်္ဂါတွေထည့်မယ်။အိုးလက်ရဘက်ကအထက်ပိုင်းအကွက်ဆိုတဲ့ဥစ္စာထဲမှာနံပါတ်1အကွက်ထဲမှာပဋိစ္စသမုပ္ပါအင်္ဂါနှလုံးထည့်မယ်နော်။နှလုံးကဘသူနဲ့ဘသူလဲဆိုရင်အဝိဇ္ဇာနဲ့သင်္ခါရဘသူနဲ့ဘသူဟုတ်တယ်အဝိဇ္ဇာနဲ့သင်္ခါရတခြားစာလုံးသေးသေးလေးတွေကိုအာယုံနဲ့ဖြောက်ထားလိုက်စမ်းပါတဲ့အကွက်ထဲမှာနှလုံးပဲပါတယ်လို့အောက်မိလိုက်နော်ဘသူနဲ့ဘသူတော့အဝိဇ္ဇာနဲ့သင်္ခါရနံပါတ်2ဆိုတဲ့အကွက်ထဲကျတော့ပဋိစ္စသမုပ္ပါအင်္ဂါ5လုံးထည့်ပါမယ်5လုံးကဝိညာဏယုတ်သလယရဏဖသဝေဒနာ
ဟုတ်တယ်ဝိညာဏံယုတ်သလယရဏဖတ်တာဝေဒနာစာလုံးကြီးတွေကိုမှတ်ပါနော်တခြားစာလုံးသေးသေးလေးတွေရှိပေမဲ့လို့သူတို့ကိုအာယုံနဲ့ဖြောက်ထားလိုက်စမ်းပါဟုတ်ပြီဒါပြင်နှစ်ွက်ထဲမှာ၅လုံးပါတာပေါ့နော်၅လုံးကဘယ်သူတွေပါလိမ့်ဝိညာဏံယုတ်သလယရဏဖတ်တာဝေဒနာဟုတ်ပြီနံပါတ်3အတွက်သွားပါမယ်လက်ဝက်ဘက်ကအောက်ပိုင်းအတွက်နံပါတ်3အတွက်ထဲမှာသွားမယ်ဆိုရင်ပဋိစ္စသမုပ္ပါအင်္ဂါ3လုံးထည့်ပါမယ်နော်3လုံးကတဏှာဥပါဒံကာမတခြားစာလုံးသေးသေးလေးတွေခဏအာယုံတဲ့ဖြောက်ထားကြမှာရှုပ်ကုန်မှာဆိုလို့နံပါတ်3အတွက်ထဲပဲနှလုံးပါတော့3လုံးကဘယ်သူတွေပါလိမ့်မယ်တဏှာဥပါဒံကာမဟုတ်ပြီနံပါတ်4အတွက်သွားကြစို့နံပါတ်4အတွက်လက်ရဘက်ကအထက်ပိုင်းအတွက်နံပါတ်4အတွက်တော့ဒီထဲမှာပဋိစ္စသမုပ္ပါအင်္ဂါနှလုံးထည့်မယ်နော်နှလုံးကဇာတိနဲ့ဇရာမရဏပါတယ်တော့ဟုတ်တယ်ဇာတိနဲ့ဇရာမရဏတခြားစလုံးသေးသေးလေးတွေအာယုံနဲ့ဖြောက်လိုက်ပါနော်အဲ့လိုဆိုရင်1အကွက်ထဲကနှလုံး2အကွက်ထဲက5လုံးနှလုံး5လုံးဆိုတော့9လုံးအဲ့ဒီ9လုံးတဲ့3ကွက်က3လုံးရောထည့်တော့10လုံးအဲ့ဒီ10လုံးနဲ့4ကွက်က2လုံးမှာထပ်ပေါင်းတော့12လုံးပဋိစ္စသမုပ္ပါအင်္ဂါ12ပါးပေါ့ဟုတ်ပါတယ်1အကွက်ထဲက2လုံး2အကွက်ထဲက5လုံး2လုံး5လုံးဆိုတော့9လုံးဒီ9လုံးတဲ့3ကွက်က3လုံးရောထည့်တော့10လုံးအဲ့ဒီ10လုံးနဲ့4ကွက်က2လုံးမှာထပ်ပေါင်းတော့ဒါပဲရှိတယ်လို့အာယုံတဲ့ကိုထားပါနော်ဟိုတစ်ပစ္စလုံးသေးသေးလေးတွေဖြောက်ထားလိုက်စမ်းပါအေးသူတို့ရဲ့သဘောသွားအကျဉ်းစားပြောထားပါဆိုလို့ရှိရင်1အကွက်ထဲကအဥဆုံးဖြစ်တဲ့အဝိဇ္ဇာဆိုတာမသိတတ်တဲ့သဘောအဝိဇ္ဇာဆိုတာမသိတတ်တဲ့သဘောပါဘာတွေမသိတာလဲလို့များမေးမယ်ဆိုရင်တော့သစ္စာ၄ပါးဆိုင်ရာမသိတာဘာတွေမသိဟောသစ္စာ၄ပါးဆိုင်ရာမသိတာပါဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမေဃသစ္စာဆိုတဲ့သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့မသိဘူးဆိုရင်တော့ဘာခေါ်တော့အဝိဇ္ဇာလို့ခေါ်ပါတယ်တခြားသားရေးသမီးရေးစီးပွားရေးရရေးရွာရေးနိုင်ငံအရေးဟိုအရေးဒီအရေးအဲ့ဒီအရေးတွေမသိတာအဝိဇ္ဇာမဆိုပါဘူး